ဒီနေ့ chat box ထည့်တာလေးကိုဆက်ပြောမယ်။အဲ့တော့ chat box ကမနေ့က chat box တစ်ခါထည့်တာပြောခဲ့တယ်။မနေ့က chat box ထည့်တော့ကျတော့ keyboard က shortcut ကိုသုံးပြီးထည့်ခဲ့တယ်။ keyboard က shortcut ဆိုတဲ့အခါမှာနံပါတ်တွေကိုသုံးပြီးထည့်ခဲ့တယ်နော်။မနေ့ကသုံးခဲ့တာလေးက263ဒီလိုလေးရိုက်လိုက်တယ်။ပြီးရင် keyboard က order key ကိုဖိပြီး x လေးလုပ်လိုက်တယ်။ဒါဆိုရင် chat box ပုံစံလေးရတယ်ပေါ့နော်။ဒါဆိုရင်အဲ့ chat box ပုံစံဒီမှာကဒီလို click နှိပ်တာတော့မရဘူး။တော့ကိုက click နှိပ်တဲ့ပုံစံမျိုးလိုချင်နေဆိုရင်နောက်တစ်ခွက်မှာ click နှိပ်ပြီးရင်နောက်တစ်မျိုးဘယ်လိုပုံစံခေါ်ထည့်လို့ရလဲဆိုရင်တော့ developer tab ကနေသုံးပြီးခေါ်ထည့်လို့ရတယ်။ဒါပေမဲ့အခုလောလောဆယ်ဒီထိပ်ဆုံးမှာရှိတဲ့ tab တွေကသူက developer tab မရှိဘူး။ developer tab ကိုဘယ်ကခေါ်ချပေးရလဲဆိုရင် file တွေကအောက်ဆုံးက more ပြီး option တွေမှာနှိပ်လိုက်။ option တွေမှာနှိပ်ပြီးရင် bevel channel မှာရှိတဲ့ customize ribbon ဆိုတာလေးကိုနှိပ်ပြီးcustomize ribbon နှိပ်ပြီးတော့ဒီညာဘက် channel ကနာမည်ဒီတွေကနာမည်လိုက်ရှာသွားပြီးဒီမှာအမှန်ချစ်လေးတွေရှိတယ်အဲ့ဒီကဒီ developer မှာအမှန်ချစ်ပြုတ်နေတယ်အဲ့တော့ developer ကိုအမှန်ချစ်လေးထည့်ထားပေးရမယ် click နှိပ်လိုက် developer ကိုအမှန်ချစ်ထည့်ပြီး okay နဲ့ထွက်တယ်နော် okay နဲ့ထွက်ရင်ဒီထိပ်ဆုံးမှာဒီမှာ developer ဆိုတာလေးထွက်လာတယ်အဲ့တော့ဒီ developer tab လေးဒီ Excel မှာ chat box ခေါ်ထည့်ခြင်းနဲ့ဒီတိုင်းပဲသုံးလို့ရတယ် Microsoft မှာလည်းဒီ developer tab ကနေပဲခေါ်ထည့်လို့ရတယ်နော်အဲ့တော့ developer tab တွေက control မှာဒီမှာထိပ်ဆုံးမှာဘာလေးရှိတယ်ဆို chat box ဆိုတာလေးရှိတယ်အဲ့ chat box ဆိုတဲ့စာလေးပေါ်ရင် click နှိပ်လိုက်ဒါဆိုဒီမှာ chat box လေးရလာပြီပေါ့နော်အဲ့တော့ဒီ chat box လေးကိုဟိုကဒါအောက်လွတ်တဲ့နေရာနေလိုက်တာ chat box ဒါပေမဲ့အဲ့ chat box မှာအပေါ်က shortcut သုံးတဲ့ chat box တွေပါကွာလဲဆိုဒီ chat box မှာ click နှိပ်လိုက်တစ်ချိန်ခတ်ပေါ်လေးပေါ်တယ်နော်တကယ်လို့ကအမှန်ကြီးလေးပေါ်ခြင်းနေဆိုရင်လည်းပြင်ပြီးလို့ရတယ်အခုဆိုရင်ဒါ click ပြန်နှိပ်လိုက်တယ်တစ်ချိန်ခတ်ပြုတ်သွားတယ် click ပြန်နှိပ်လိုက်တစ်ချိန်ခတ်ပေါ်မယ်နော်နောက်ထပ် click နှိပ်တယ်တစ်ချိန်ခတ်ပြုတ်သွားတယ်အဲ့တော့ကိုကဒါလေးဟိုအောက်ဘက်ကျန်တဲ့အကွက်တွေပါလိုချင်နေဆိုရင်သူ select မှတ်ပြီးရင် home လေးက copy ပြီးတော့ကျန်တဲ့အကွက်ဒီမှာ click နှိပ်ပြီးတော့ paste တွေလိုက်ချသွားရအောင်မယ်နော် click နှိပ်လိုက် paste လုပ်လိုက်ဒါမှမဟုတ်ရင်လည်း keyboard ကသူ့ကိုဘာနဲ့သွားပြီးလို့ရတယ်လဲဆိုရင် down arrow key နှိပ်လိုက်ပြီးတော့ရင် paste က control v နဲ့သွားလိုက်ပေါ့ down arrow နဲ့ control v ဒီလိုသွားလို့ရတယ်နော်နောက်ဒီထဲမှာကဒီလိုမျိုးလေး click နှိပ်ရင်တော့သူကချက်ချီကတ်လေးဝင်တယ်ပြီးရင်လွတ်တဲ့နေရာနှိပ်လိုက်ရင်ချက်ချီကတ်ပြောက်သွားတယ်အဲ့တော့ချက်ချီကတ်မလိုချင်မဲနဲ့အမှန်ကြီးလိုချင်နေဆိုရင်လည်းပြင်ပြီးလို့ရတယ်ဒီမှာဒီလို click နှိပ်ထားတဲ့အချိန်မှာနော်ဒါလေး click နှိပ်ထားတယ်ဒီလို click နှိပ်ထားတဲ့အချိန်မှာဘာလေးနဲ့သွားပြီးလို့ရလဲဆိုရင်အပေါ်မှာရှိတဲ့ developer tab ကိုပဲပြန်သွားပြီးအဲ့ developer tab ထဲမှာ control ဆိုတာရှိတယ် control ရဲ့အပေါ်မှာ property ဆိုတာရှိတယ် click နှိပ်လိုက် click နှိပ်ပြီးရင်ဒီဘက်ထဲမှာရှိတယ်ဒီမှာ check the sample မှာဒီမှာချက်ချီကတ်လေးဝင်နေအဲ့ချက်ချီကတ်ကိုကအမှန်ကြီးပြောင်းခြင်းနဲ့အဲဆိုရင်ဒီမှာ chain ဆိုတာလေးကိုရွေးလိုက် chain ကိုရွေးပြီးရင်ဒီမှာတော့ wording လေးကိုရွေးထားပေးရမယ်ပြီးရင်ဒီဘေးက down arrow လေးနှိပ်သွားလိုက်ဒီမှာအမှန်ကြီးပုံရှိရနော် click နှိပ်လိုက်နောက်ထပ်အောက်က uncheck ဆိုရင်ချက်ချီကတ်ပုံဖြစ်ရမယ်ဒါကြောင့် chain ကိုသွားမယ်ပြီးရင်ဘေးဘက်က down arrow လေးနှိပ်သွားပြီးဒီအောက်ကချက်ချီကတ်လေးကိုရွှေ့ပြီးရင် okay နဲ့ထွက်လိုက်နော်အဲဆိုရင်ဒီမှာလွတ်တဲ့နေရာအခုဆိုရင်လွတ်တဲ့နေရာနှိပ်တယ်ဒါဆိုရင်အမှန်ကြီးဝင်တယ်နောက်တစ်ချိန် click နှိပ်လိုက်ချက်ချီကတ်ဖြစ်တယ်ချက်ချီကတ်ဒါလေးဝင်တယ်တကယ်လို့နောက်တစ်ချိန် click နှိပ်သူ့မှာပါလဲဆိုရင်အမှန်ကြီးပြောင်းဝင်သွားတယ်နော်ဒါကတော့အမှန်ကြီးနဲ့ချက်ချီကတ်နှစ်မျိုးလို့ချင်းဒီဟာလေးသွားလို့ရတယ်အဲဒါတွေအကုန်လုံးကိုတော့ alignment ကတော့ပြင်တက်ပြီးသားပါ home နဲ့အောက်ပါလိမ့်တယ်ဆိုရင် center နဲ့သွားလိုက်လို့ရတယ်ဒါဆို alignment center ဒါ table ထဲမှာ chat box ခေါ်ထည့်တဲ့ပုံစံလေးသွားတာနော်အဲ့တော့ table မှာမဟုတ်ဘူးရိုး table မဟုတ်ဘဲနဲ့ရိုးစာဆိုရင်လည်းခေါ်ထည့်လို့ရတယ်အဲ့တော့အခုစာရွက်အလွတ်လေးတစ်ရွက်ယူလိုက်မယ်အဲ့တော့ဒီစာရွက်အလွတ်ထဲမှာကိုကခေါင်းစဉ်လေးထည့်ထားတယ်ပေါ့နော် pp enter pp enter cc enter dt enter e အဲ့တော့သူ့ရဲ့ရှေ့မှာသူက box အနေနဲ့ထည့်ခြင်းတဲ့အတွက် select မှတ်ပြီးရင်ခါတိုင်း bullet တက်တယ်လို့ပဲเนาะဒီအပေါ်မှာရှိတဲ့ bullet button ဒါဝယ်လို့မှာနေပြီးအောက်ဆုံးက define new bullet ပြီးရင်ဒီအပေါ်ဆုံးမှာ sample ဆိုတာလေးရှိနေလိုက်ပြီးရင်ဒီ sample ရဲ့ download လို့မှာနှိပ်ပြီးရင်ကိုကပြောင်းချင်တာ winding ဖြစ်တဲ့အတွက် win ချီလို့ရွှေ့ winding ကိုရွှေ့ရတယ်เนาะ winding ကိုရွေးပြီးသွားရင်တော့ဒီထဲမှာဒီမှာ၄တောင် box တွေအမှန်ကြီးလေးထည့်မယ်အဲဆိုရင်ဒီ၄တောင် box တွေရွှေ့လိုက်လို့ရတယ်တော့အမှန်ကြီးပါတာဆိုတာဒါရွေးပေါ့အမှန်ကြီးမပါတာဆိုရင်အမှန်ကြီးမပါတဲ့ပုံစံလေးတွေရွေးလို့ရတယ်အဲဆိုအမှန်ကြီးမပါတဲ့ပုံလေးကိုရှာကြည့်မယ်ဆိုတော့အမှန်ကြီးမပါတဲ့ပုံလေးကဘေးကထောင်လေးကိုနှိပ်ပြီးတော့ကြည့်လိုက်ဒါဆိုယူ၄တောင်ပါဆိုရင်နော်
ပြီးရင်ဒါအဲ့လိုနဲ့အမှန်ချစ်ဆိုရင်တော့အမှန်ချစ်ပုံစံထားယူပေါ့နော်အခုဒါလေးကိုရွေးကြည့်မယ်ဒါတော့ရိုးပုံစံမဖြစ်လေအကြီးပုံစံလို့ချင်းဒါလေးကိုယူလိုက်ဥပ္ပိနဲ့ထွက်နောက်ထပ်ဥပ္ပိနဲ့ထွက်နော်ဒီလိုပုံစံလေးဝင်သွားတယ်ပေါ့အဲ့ဒါကိုမှစွာလို့ချက်ပေါင်းပုံစံဒါလေးဒီ click နဲ့ဘာမှ effect မဖြစ်ဘူးနော်အဲ့တော့သူ့ကိုချက်ပေါင်းပုံစံတွားခြင်းတယ်တွားခြင်းတာဖြစ်တဲ့အတွက်အခု copy ကူးလိုက်မယ် copy ကူးပြီးတော့ paste သွားလိုက်မယ်အဲ့တော့ဒီဟာလေးမှာဒါက bullet ပုံစံဝင်နေတယ်သူ bullet လေးပြန်ဖြုတ်လိုက်နော် bullet ဖြုတ်ပြီးတော့သူကြတော့စစွာလို့ developer tab နဲ့သုံးကြည့်မယ် developer tab ထဲကစစွာသုံးတဲ့ control ပေါ့နော်ဒါဆိုရင်ဒါလေးရသွားမယ်ပေါ့ဒါဆိုရင်တော့သူက click နှိပ်တယ်အမှန်ကြည့်ပြပါတယ်နော်ဒါလေးကတော့နေရာချခြင်းသူ space လေးထားပြီးတော့နေရာလေးထားလိုက်ပေါ့နော်နောက်တစ်ချိန် click နှိပ်တယ်ဒါဆိုရင် chat box ထည့်တယ်ပေါ့တကယ်လို့ဒီမှာ click နှိပ်တယ် chat box ပြုတ်သွားတယ်ဒီလိုပုံစံလေးခေါ်ထည့်လို့ရတယ်ပေါ့နော်ဒါက chat box ခေါ်ထည့်တဲ့အပိုင်းအဲ့တော့အဲ့မှာမှစစွာလိုပဲ chat box မှာအမှန်ကြည့်ထည့်ခြင်းနဲ့ဆိုရင်တော့စစွာ properties တွေကနေပြန်ပြင်ပေးလို့ရပါ